မင်္ဂလာပါရှင်တရှိပြီ channel ကနေပြီးပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ကကြတော့အရန်ကိုထူးခြားတဲ့ငွေဝင်စေတဲ့နေလေးတစ်ခုကိုမျှဝေပေးခြင်းပါတယ်အဲကျတော့ပရိနေ့ကဆိုလို့ရှိရင်လောဆောင်ရမယ့်အရာကကြတော့ငွေဝင်စေတဲ့နော်လေးညင်းပွေတွေပဲဖြစ်ပါတယ်လေးညင်းပွေလေးကိုလှုပ်ဆောင်ပေးရမှာဖြစ်ပါတယ်လှုပ်ရမယ့်နေလေးကိုသွားကြည့်ကြရအောင်နော်โอเคဒီမှာလေးညင်းပွေလေးဖြစ်ပါတယ်เนาะလေးညင်းပွေကိုသုံးပွေပေါ့เนาะလေးညင်းပွေသုံးပွေကိုယူပါမယ်လေးညင်းပွေသုံးပွေလေးကိုယူပြီးတဲ့ခါကျတော့ဒီလေးညင်းပွေသုံးပွေကိုပေါ့เนาะယူမယ်ယူပြီးသွားပြီဆိုရှင်ကိုယ့်ရဲ့เนาะလက်ဘွားလေးထဲမှာဘယ်ဘက်လက်ဘွားလေးထဲမှာပဲเนาะဆောက်ကင်ထားမယ်ဆောက်ကင်ထားတဲ့အချိန်မှာမျက်လုံးလေးကိုမှိတ်ပြီးတော့မှငါစီကိုငွေတွေစီးဝင်လာနေပြီးဖက်ဖက်ကနေပြီးတော့မှငါလိုချင်တဲ့ငွေတွေစီးဝင်လာနေပြီးငါမှပိတ်ဆို့နေတော့အရာတွေဟာပွက်လင်းလာနေပြီးဆိုပြီးတော့မှအာယုလေးပြုတ်တာကိုဖြစ်နေတဲ့ဆန္ဒလေးကိုအာယုလေးပြုတ်ထားပြီးတော့မှဒီလေးညင်းပွေလေးသုံးပွေကိုကိုယ့်ရဲ့ပတ်စံအိတ်ပေါ့နော်ကိုယ့်ရဲ့ပတ်စံအိတ်ထဲမှာထည့်ထားမယ်ပတ်စံအိတ်ထဲမှာထည့်ထားလိုက်တယ်ထည့်ထားလိုက်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒီပတ်စံအိတ်ထဲကိုထည့်ထားပြီးတော့မှဒီ3ရက်ပေါ့နော်ဒီစနေနေ့ကြာလို့ရှိရင်စနေနေ့ညနေဆိုလို့ရှိရင်ဒီလေးညင်းပွေ3ပွေကိုယူပြီးတော့မှအဲ့ရဲ့အပြင်ဘက်ကိုဆော့လိုက်မယ်နော်အဲ့ရဲ့ပြင်ဘက်ကိုဆော့လိုက်ပါဆိုတော့အဲ့လိုမျိုးလှုပ်လိုက်တဲ့အခါကျတော့ကိုယ့်ရဲ့ပတ်စံအိတ်ထဲမှာငွေတွေပြတ်နေတယ်ငွေတွေမဝင်ဘူးလက်တိတ်နေတယ်လို့ခံစားရတယ်ဆိုလို့ရှိရင်ငွေတွေဟာဒီ3ရက်အတွင်းမှာဝင်လာပါလိမ့်မယ်လှုပ်ကြည့်ပါအခုဖြူပြောတဲ့အရာကိုပဲမယိုပါနဲ့လက်တွေ့လုပ်ကြည့်ပါเนาะလက်တွေ့လုပ်ကြည့်ပါလက်တွေ့စမ်းသပ်ပါဒါဟာကဘာသီးသီးကနေပြီးတော့မှနိုင်ငံသီးသီးကဘာသီးသီးကနေပြီးတော့မှစွမ်းတက်သောအရာလေးတစ်ခုဖြစ်တယ်လေးညင်းပွေ့တီအမတန်ကိုမှစွမ်းတက်တဲ့အရန်ကိုမော်ဆန်တဲ့အရာဖြစ်တယ်ဒါကြောင့်မလို့အရင်ဦးစွာကကြတော့ဒီဗီဒီယိုဖိုင်လေးကိုအရင်ဦးဆိုကိုယ့်ရဲ့ water ကို share ထားမယ်ကြသားပရိပတ်တိုင်းမှာလှုပ်ပေးပါနော်ငွေဝင်စေတဲ့အရာလေးဖြစ်တဲ့အတွက်ကြောင့်မို့ကြသားပရိပတ်တိုင်းမှာလှုပ်ပေးပါကြသားပရိကြသားပရိနေ့တိုင်းမှာလှုပ်ရတဲ့နီးလေးဖြစ်တယ်နော်လေးညင်းပွေးနဲ့ကြသားပရိဆိုတဲ့နီးလေးကိုဒီနေ့မှာမျှဝေပေးလိုက်တာဖြစ်ပါတယ်အားလုံးဆင်ပြေကြပါစေเนาะနောက်ထပ်ဗီဒီယိုဖိုင်တွေမှာလည်းငွေဝင်စေတဲ့နီးတွေလက်လာဖပွေးစေတဲ့အရာလေးကိုမျှဝေပေးမှာဖြစ်တဲ့အတွက်ကြောင့်မလို့ T-shirt ဖြူရဲ့ channel တွေ T-shirt ရဲ့ page တွေကိုเนาะ like and share လေးလုပ်ချပေးဖို့လဲတောင်းဆိုချင်ပါတယ်တကယ်လို့ကိုလှုပ်ပြီးသွားပြီဆိုရင် review လေးတွေကိုလည်း comment တွေမှာရေးပေးသွားပါလို့ပြောချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုဖိုင်တွေမှာပြန်လည်ဆိုကြမယ်လို့ပြောကြရင်းနဲ့ဒီနေ့ဗီဒီယိုဖိုင်လေးကိုဒီမှာပဲဆုံးသက်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်